အားလုံးပဲမင်္ဂလာပါယုံကြည်ခြင်းသူရဲကောင်းကြီးများရဲ့အကြောင်းကိုကျွန်တော်တို့ Maranatha Christian Educational Channel ကနေပြီးတော့မှတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဥစွာအနေနဲ့ Polycarp of Smyrna ရဲ့အကြောင်းကနေကျွန်တော်တို့စတင်ပြီးတော့မှတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ Polycarp ကို AD 69ခုနှစ်မှာမွေးဖွားခဲ့ပါတယ်။ Polycarp ကိုအာရှမိုင်းနာအတွင်းမှာရှိတဲ့ Smyrna မြို့မှာမွေးဖွားခဲ့ပါတယ်။သူဟာငယ်စဉ်ဘဝကလေးကခရစ်ယာန်ဘာသာဝင်တူဖြစ်နေကြီးပြင်းခဲ့တာလည်းဖြစ်ပါတယ်။ထို့အတူပဲသူဟာတမန်တော်ရှင်ယောဟန်ကိုယ်တိုင်သင်ကြားပေးခြင်းကိုခံခဲ့ရတဲ့တပည့်တူလည်းပဲဖြစ်ပါတယ်။နောက်ပိုင်းမှာတော့ပိုလီကာ့ဟာစမာရနာမြို့ရဲ့သင်အုပ်ဆရာဘီရှော့တူဖြစ်လာခဲ့ပါတယ်။သူရဲ့အဓိကလှုပ်ဆောင်ခြင်းတွေကတော့သင်တော်ကိုကြည့်ရှုဆောင်ရှောက်ခြင်းနှုတ်ကပတ်တော်သင်ကြားခြင်းနဲ့ယုံကြည်ခြင်းကိုကာကွယ်ခြင်းပဲဖြစ်ပါတယ်။သူဟာယုံကြည်ခြင်းခိုင်မာသူချစ်ချင်းမေတ္တာနဲ့ပြေဝသူဖြစ်လူသိများခဲ့ပါတယ်။သူရဲ့သင်ကြားပေးမှုတွေကတစ်ခုဖြစ်တဲ့အခန်းကြီး14ခန်းပါဖိလိပ္ပိမြို့တို့ပေးစာဆိုတဲ့စာဆောင်ဟာယခုထိတိုင်လူသိများထင်ရှားနေစေဖြစ်ပါတယ်။ဒီစာဆောင်ထဲမှာဆိုရင်သစ္စာရှိဖို့ယုံကြည်ခြင်းမှာမြဲမြံဖို့မိမိရဲ့ယုံကြည်ခြင်းကိုမပြောက်ပြတ်အောင်ထိန်းသိမ်းဆောင်ရှောက်ဖို့ရန်အတွက်သင်ကြားပေးထားပါတယ်။ဒါအပြင်သူဟာမာယွင်သောဩဝါဒမိစ္ဆာဒိဋ္ဌိအယူဝါဒတွေကိုလည်းပြင်းပြင်းထန်ထန်ဆန့်ကျင်ခဲ့သူတစ်ယောက်ဖြစ်ပါတယ်။အဲဒီချိန်ကာလဟာခရစ်ယာန်တွေကိုဖန်ဆီးကျင်းချနှိပ်စက်တပ်ဖြတ်နေတဲ့ချိန်ကာလဖြစ်တဲ့အလျောက်ပိုလီကာ့ဟာလည်းပဲယောမဧကရဘုရင်ရဲ့ဖန်ဆီးနှိပ်စက်မြင်စေခြင်းကိုအသက်80ကျော်အရွယ်မှာကြုံတွေ့ခဲ့ရပါတယ်။ယေရှုခရစ်တော်ကိုညှင်းပယ်ရင်ခမည်းအသက်ရှင်ခွင့်ရမယ်လို့ယောမအုပ်ချုပ်သူတွေကပိုလီကာ့ကိုပြောခဲ့ပါတယ်။ဒီလိုနဲ့အသက်86နှစ်ရှိပြီဖြစ်တဲ့ပိုလီကာ့ဟာထာယာကနေထားလာပြီးတော့ကနဝင်တွင်မဲ့သူ့ရဲ့နောက်ဆုံးစကားတစ်ခုကိုပရိသတ်တွေထံမှပြောကြားခဲ့ပါတယ်။ငါအသက်86နှစ်လုံးအစီခံလာတဲ့ကာလတစ်လျှောက်ယေရှုဖခင်ဟာငါ့အပေါ်မှာဘယ်တော့မှနာကျင်ထိခိုက်အောင်မလုပ်ခဲ့ဘူး။ဒါကြောင့်သူ့ကိုငါဘယ်လိုအပြစ်တင်ရမှာလဲ။သူဟာငါရဲ့ရှင်ဘုရင်သူဟာငါ့ကိုကယ်တင်တဲ့ငါရဲ့အရှင်သခင်ပဲလို့ပရိသတ်တွေထံမှကြွေးကြော်ခဲ့ပါတယ်။ဒီလိုနဲ့နောက်ဆုံးမှာတော့ပိုလီကာ့ကိုအရှင်လက်မိရှို့တပ်ဖြတ်ဖို့ရန်အတွက်ဧကရမင်းကမိန့်ချမှတ်ခဲ့ပါတယ်။ပိုလီကာ့ဟာမိဆွဲလောင်ခြင်းမရှိခဲ့တဲ့အတွက်စစ်သားတွေကသူ့ကိုလန်သွားနဲ့ထိုးတက်ခဲ့ရတယ်လို့တမိုင်းမှတ်တမ်းတွေအရပြန်လည်ပြီးတော့မှသိရှိနိုင်ပါတယ်။ထို့အတူပဲပိုလီကာ့ကမထိုက်တန်တော့လဲပဲဒီချိန်ဒီနိုင်မှာကျွန်ုပ်ဟာယေရှုခရစ်တော်ဖခင်ရဲ့မာတူရအဖြစ်နဲ့တည်ဆုံးခွင့်ရတော့မယ်။ယေရှုခရစ်တော်ဖခင်ရဲ့ဖလားတော်ကိုတူတကွတောက်တုံခွင့်ပေးတဲ့ထိုသခင်ဟာမင်္ဂလာရှိပါစေတော့ဆိုပြီးမှကြွေးကြော်ခဲ့ပါသေးတယ်။ပိုလီကာ့ရဲ့အသက်တာဟာကျွန်ုပ်တို့ယနေ့ခရစ်ယာန်တွေအတွက်အတူယူစရာအသက်တာတစ်ခုယုံကြည်ခြင်းမှာမြဲမြံခြင်းရဲ့ပြရုပ်တစ်ခုလည်းဖြစ်နေပါတော့တယ်။